ပြောမိတ်ဆွေနဲ့ထိုင်ရတာအရန်ကုန်ယူတယ်လို့ပြောပဲလေရမယ်ကိုမိတ်ဆွေနဲ့ထိုင်ရတာလေဝဲပဲလေရမယ်လေရောက်တာအဲ့ဆုံးကိုရောက်လို့လုံးဆက်ကြရအောင်နော်ရစင်ကောင်းပြီးပါစေအားလုံးကိုသူကောင်းကြည့်ပေးပါစေ။အလ္လာဟ်နဲ့အပြန်မလုပ်ဘဲနဲ့ကောင်းခင်ဗျာလာပြီးတော့အကယ်၍ခင်ဗျာမှာအာရောဂါပြဿနာရှိခဲ့ရင်ဒီမှာထားခဲ့ပြီးတော့ခင်ဗျာအရေးပေါ်သွားတဲ့ကောင်းခြင်းနဲ့ဘုရားရှင်အိမ်ပြန်ဝတ်ချပေးပါစေ။အာမင်။ကျေကျေတော်တဲ့လူပေါ်မှာမိအာမင်။ရောက်ပါစေ။အာမင်။ဒီနေ့ကျွန်တော်တို့အတွက်ဘုရားရှင်ပြင်ဆင်ပေးတဲ့လို့တော်ထွက်ပြရတော်မြတ်ကြီးရှမတဲ့ခွဲခန်းကြီး16အငယ်24ဖြစ်ပါတယ်ရှမတဲ့ခွဲခန်းကြီး16အငယ်20မှာဒီဖြစ်ပါတယ်ထိုအခါယေရှုကငါ၌စိတ်ကလူတော်သူဖြစ်လေကိုညစ်ပယ်ရမည်ကိုလည်းဝါကားတိုင်းကိုထမ်း၍ငါနောက်သို့လိုက်ရမည်အာမင်ထိုအခါယေရှုကငါကစိတ်ကလူတော်သူဖြစ်လေကိုညစ်ပယ်ရမည်ကိုလည်းဝါကားတိုင်းကိုထမ်း၍ငါနောက်သို့လိုက်ရမည်အာမင်ဂျာနာရဲ့ကပတ်တော်အသက်အားလုံးကိုဘုရားဆက်သူကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့ရဲ့ဒီကနာတော်စင်ကအရာရာကိုစွန့်လွတ်ခြင်းဖြင့်အရာရာကိုပိုင်ဆိုင်ခြင်းတို့ဖြစ်ပါတယ်အာမင်အရာရာကိုစွန့်လွတ်ခြင်းဖြင့်အရာရာကိုပိုင်ဆိုင်ခြင်းတို့ဆိုတဲ့ကောင်းစင်ဖြစ်ပါတယ်အာမင်ကောင်းကင်ဆုံးတဲ့တော်မူသောကောင်းကင်ဘုရားပါအထောက်ရပါနှုတ်တော်တရားတော်နဲ့အားလုံးအသက်မင်္ဂလာဖြစ်စေတော်မူပါအာမင်အလ္လာဟ်နဲ့ပြန်တူစီအောင်ဝိညာဉ်တော်ပြန်တောင်းခြင်းပေါ်မှာလူအပ်တော်ကောင်းကြီးတဲ့တော်တော်ပေးပါလိမ့်ကြောင်းကဲတဲ့ကောင်းစီရှိခတ်တော်ဤနာမဘုရားကဆုတောင်းစကားကြပါလိမ့်ကောင်းကင်ဘုရားပါထောက်ရပါအာမင်ယေရှုဘုရားကသူ့နောက်လိုက်ချင်တဲ့လူဖြစ်တယ်ဆိုရင်တဲ့ကိုယ့်ရဲ့ဆန္ဒကိုကိုယ်ရပယ်ရမယ်အာမင်ကိုယ့်ရဲ့လောက်အားကားတိုင်းကိုထမ်းပြီးယေရှုရဲ့နောက်ကိုလိုက်ရမယ်တဲ့ကျွန်တော်တို့ခရိယန်တော်တော်များများကယေရှုရဲ့နောက်ကိုလိုက်ပြီးမဲ့ကားတိုင်းကိုထမ်းကြဘူးအချို့သောသူတွေကကားတိုင်းကိုမင်းကဒီထားတယ်နောက်ကိုမလိုက်ဘူးအထူးသဖြင့်မြန်မာပြည်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာချင်းလူမျိုးတွေကကားတိုင်းထမ်းတာအပြင်းဆုံးဖြစ်တယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုရင်ခါမှုကိုပြင်းတဲ့အတွက်ကြောင့်နေရာတကာမှာစိုက်မှုပဲစိတ်ကိုနေတယ်။စိုက်တယ်ဆိုတာခါမှုပြင်းလို့ဖြစ်တယ်။ကျမ်းစာမှာစိုက်မှုကိုမမြင်မမာထားဘူးခါပြီးတော့လိုက်မှုပဲပါပဲ။စိတ်ကိုကိုယ်နဲ့ထားတော့ပြောပါတချို့တွေကဟဲ့မေးဆိုကားတိုင်းခါတလားလို့ပြီးထားပါလေတဲပါလေဆွဲကျူးမှာဆွဲထားတယ်အဲ့ဒါမပါဘူးဒါခါတာကိုဆွဲထားတာအလားပြဆွဲထားတယ်အမှန်ကယေရှုကကျွန်တော်တို့အဲ့လိုခေါ်ဖိတ်တဲ့ခါမှာအခုကောင်းစံပြီးခေါ်တာမျိုးမဟုတ်ပဲကျွန်တော်တို့ရဲ့အကျိုးအဖြစ်ကျွန်တော်တို့အတွက်အကျိုးရှိမှုကျွန်တော်တို့ရဲ့တူးတက်ကျွန်တော်တို့အခွင့်အရေးများစွာပိုင်ဆိုင်မှုကျွန်တော်တို့ရဲ့တူးတက်ရတူးတက်ကြောင့်ရည်ရွယ်ပြီးပြောသွားတဲ့မှားထားတဲ့မိန့်တော်မူတဲ့အရာဖြစ်တယ်အာမင်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဒီတော်ရရဆိုတဲ့ခန်းကြီးလေးအငယ်တစ်ကနေကျွန်တော်တို့ကြည့်တဲ့အခါမှာအဲလီယာနဲ့အဲလိရှဲနှစ်ဦးအကြောင်းကိုကျွန်တော်တွေ့ရတယ်ဒီအဲလိရှဲဟာဘာဖြစ်လို့အဲလီယာရဲ့နောက်ကိုလက်ခွဲရခဲ့လဲအဲလီယာကသူ့ဝတ်တော်နဲ့ဘာဖြစ်လို့အဲလိရှဲကိုနော်ဝတ်လို့လွတ်လိုက်တော့အဲလိရှဲကိုအဲဒီဝတ်တော်ကထိလိုက်တဲ့အခါမှာအဲလိရှဲကအဲလီယာရဲ့နောက်ကိုလက်ရချက်ချက်သူဆုံးချက်လို့ရပါဖြစ်အဲလီယာကအဲလိရှဲကိုဝတ်တော်နဲ့သူ့ထိပ်လို့ငါဘာကြောင့်ဒီလိုလုပ်တော့တယ်ဒီအခွင့်အရေးကိုကတော့အဲလိရှဲပေါ်မှာရောက်တော့တယ်ဆို
တချိန်တစ်ခါတော့အဲလိရှဲရဲ့အိမ်မှာအဲလိယာကျင်ကိုထွက်ပြီးအဲလိရှဲရဲ့ဖခင်ကအဲလိယာကိုကောင်းကောင်းနဲ့အခါကျိုးဆိုပြီးအဲလိယာရဲ့လူအပ်တမြလက်ပြီးနဲ့စီးပြီးခြေတော်မရှိနဲ့စီးပြီးအာဟာရကြီးကျွေးမွေးတယ်လူအပ်တမြအားလုံးကိုကိုကြီးပတ်ဖို့တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ကိုယ်ထဲကနေမွေးတဲ့အဲလိရှဲကိုအဲလိယာကပတ်ခိုးလဲရအဲ့ဒီချိန်ကစပြီးရှူပါရောက်ကြပါပြီးတာဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာဘာဖြစ်လို့ဟောစပီကဂျိုးဟောစတယ်ညအမေရိကန်နိုင်ငံတနိုင်ငံလုံးမှာအကြီးဆုံးအသေးတော်ဘာဖြစ်လို့ဖြစ်ခဲ့တယ်သူ့ရဲ့အဖေဂျွန်အော့ဂတ်စတင်မှာဖျားတခင်ကအိန္ဒိယမှာငါ့လူတယောက်ရှိတယ်တွားဒေါ်လာ10 တန်းတွားပေးဟာဂျွန်အော့ဂတ်စတင်ကပြန်စကားတော့ဒီဒေါ်လာ10 တန်းကိုတေလာခဲ့တယ်10 တန်းla 30 la မမီတော့ခုတော့ဖြစ်အဲ့ဒီဟိန္ဒူမျိုးတွေကနေဟိန္ဒူဘာသာတွေခတ်တော်တဲ့ခါတဲ့လူကခုခါလာတဲ့ခန်းနဲ့ချောတဲ့ပညာနဲ့နန်းတော်တယ်တမျိုးတစ်ဆွေကအားကိုရတယ်လို့ဖြစ်ပြီးအဲ့ဒီကခတ်တော်ကိုလက်ခံလိုက်တဲ့ခါမှာတမျိုးတစ်ဆွေကသူ့ကိုညင်းပယ်ခဲ့တမျိုးတစ်ဆွေကသူ့ကိုအမျိုးတွေကနေပယ်လိုက်တဲ့ခါဘယ်နေရာမှာဝင်မစားတော့ဘဲနဲ့ခရစ်တော်ကြောင့်လို့နေရာမရတော့တစ်ပယ်အောက်ဒီမှာထိုင်ပလက်ဖောင်းမှာလဲလိုက်တယ်တကယ်လူအားလူမိုက်ဖြစ်သွားတယ်အမြင်ပတ်နေဒါပေမဲ့တော့ဘယ်ဖြစ်ယေရှုတော့အမြဲလူမိတ်ကာရရှိတယ်အားနဲ့ဂျွန်အော့ဂတ်စတရောက်လာတဲ့အခါဒီနေရာမှာနာမည်ဘယ်ကိုခေါ်တယ်ဟိန္ဒူမျိုးထဲကနေခတ်တော်လက်ခံတယ်ဆိုတော့စုံစမ်းတဲ့အခါသူ့ရဲ့အတိုင်းဝိုင်းနေရှိမှာသူစုံစမ်းပြီးတော့အဲ့ဒီလူတွေကလုံစားတဲ့လူအားစားတဲ့လူလိန်ကလေးကကျက်လို့ပြောတဲ့အခါကျတော့တွားတွေ့တဲ့အခါတော့ပုံစံတဲ့မဟုတ်တော့ဘူးဆိုတော့မဖြစ်ဘူးအဲ့ဒီလူမဖြစ်နိုင်ဘူးဆိုပြီးသူကလီစိတ်ကကိုပြန်သွားခဲ့လီစိတ်ရောက်ခါနေမှာဘုရားခင်ကတင်တွေ့တဲ့လူဟာမှန်ကန်တယ်တဲ့မပြတ်နဲ့ပြန်လက်ပြီးခင်ဗျားကိုသူပေးလိုက်တယ်အဲ့ဒီဘုရားထုတ်တယ်သွားပြီးတော့အဲ့ဒီဝါပေးလိုက်တယ်အဲ့ဒီဝါအော်ပြီးတော့ခိုင်ပြီးမှုပြီးထားပါလေဒီအဆက်ခိုင်လို့မကန်နိုင်တာကဒီမှာပါပြီးတဲ့ပေးလိုက်တာဖြစ်တယ်ဒါဆိုဆရာကြီးရဲ့ကျွန်တော်ဟိုကနေစာပြီးတာဗနာကိုစားတော့မယ်တမျိုးတစ်စလုံးပဲတော့စားစရာမရှိသေးစရာမရှိအခုကျွန်တော်အိမ်လာပြီးစားစရာဝယ်စားလို့ရပြီအဲ့ဒီကနေကျွန်တော်ကျန်းစာကြောင်းဖွင့်မယ်တာသနာပြုတော့မယ်မှုတော်ဆောင်ဝဲထုတ်ပဲကျွန်တော်တိုင်ပေါ်မယ်ဒါဆိုကျန်းစာကြောင်းဂျွန်အော့ဂတ်စတန်ဘာကိုခေါ်တယ်ဂျွန်အော့ဂတ်စတန်ချတ်စ်လို့ပြောလို့ရပါတယ်ကျွန်တော်နာမည်ထည့်တယ်ချာနာမည်ထည့်ပြီးလို့သူပြန်တဲ့အခါမှာဒီစိတ်မှာဘုရားရှင်မသားလို့ပြန်နေရအဲ့ဒီဂျွန်အော့ဂတ်စတန်ဒီစိုက်တဲ့မျိုးစိတ်အားဖြင့်ဂျွန်အော့စတန်သူတာအတင်းသားလေးတောင်းကြောင့်ရခိုင်နိုင်ငံမှာကြီးဆုံးအတင်းတော်ဖြစ်သူ့သားကိုဖျားချီရောက်ပြီးတယ်ဟုတ်လားအာမင်ဖခင်မိခင်များတင်ကျဲတဲ့သူစေဟာတင်သားသမီးအနာကအကျိုးအတွက်တင်ကျူတဲ့ဒီစီမံတဲ့အမှုဖြစ်တယ်ဆိုတာနားလည်မယ်ဆိုရင်တင်လှုပ်ဆောင်ပါလို့ပါတင်တော်မှာနေတယ်လို့ပဲခံရအာမင်ဟာလေလုယာဟာလေလုယာအာမင်အေးဆေသူရဲ့ဖေးပိစံမှာလို့ပါအေးဆေပေါ်မှာအခုပခုံးပေါ်ရောက်လာဖို့အစပြုနေပြီလက်ခောက်တိတိကိုပြကြရအောင်အာမင်နွားနဲ့လေထွန်နေတဲ့အချိန်အဲ့ဒီရှေ့ဟာတောင်တူလေတော်ပြဖေးမီကိုကျွေးလို့လေတော်ပြမိသားစုကိုကျွေးလို့လေလူပြူခါစားတကယ်ကိုဖျားလို့ချစ်တဲ့လူငယ်တယောက်ဖြစ်တယ်လေထွန်နေတဲ့အချိန်မှာအဲ့ဒီလေနဘေးမှာအဲ့ဒီဟာပြီးသူ့ရဲ့ဝတ်တော်နဲ့အဲ့ဒီရှေ့ကိုထိလိုက်တော့အဲ့ဒီရှေ့ပေါ်မှာဖျားရဲ့သူ့ထီကိုရောက်လာတဲ့အခါအဲ့ဒီရှေ့ကအဲ့ဒီအတော့လမ်းကိုဆုံးဖြတ်ချက်ချလိုက်ပြီးတော့သူ့ရဲ့နွားကိုအိမ်ကိုခေါ်တော့အဲ့ဒီခိုင်းနွားတစ်စင်းကိုလေဘယ်ကိုဒါနဲ့ခုတ်ပြအသားကြီးကောင်းကောင်းမွန်တုံးပြီးတော့အဲ့ဒီနွားရဲ့လေဘယ်မှာတတ်တဲ့ထပူအတုံးဖြတ်ပြီးတော့အဲ့ဒီတစ်တုံးနဲ့
အမဲသားဒီအတူတူမျိုးထဲမှာပြုတ်ပြီးတော့တရွာမှာလို့ပြောချင်ဒီမှာအေရီယာနောက်လိုက်ဘာဖြစ်လို့အဲ့ဒီရွာကိုတတ်ပြီးတရွာလုံးကိုချိန်တယ်လေတရွာလုံးဟာအဲ့ဒီငွားရဲ့တဘူလေထဲမှာတတ်ထားတဲ့တဘူလေအတုံးလုံးဖြတ်ပြီးအတူတူချက်တယ်ဆိုတဲ့အခါမှာတရွာလုံးကိုတိကျွေးခြင်းတယ်နေ့တရွာလုံးကိုတကယ်ကိုချွေးနဲ့မောနဲ့လဲမှာတဘူကြုံတော့ဒုက္ခရောက်နေတဲ့တရွာလုံးဟာဒီနွားကိုတတ်ပြီးတဘူအတုံးကိုခုတ်လိုက်တဲ့အခါမှာတရွာလုံးကကြုံတော့ကနေအခက်ခဲဘဝကနေယုံကံလုပ်ရအောင်စားတော့တောက်တော့နဲ့အချိန်လုံးအချိန်ကုန်နေတဲ့တရွာလုံးကိုဒီဘဝကနေလွတ်အောင်ဆိုတဲ့ရည်ရွယ်ချက်နံပါတ်1ချက်ကဘာလို့ဒီအကောင်ကိုတောက်ပြီးကျွေးလဲဆိုရင်ဒီမောတာရှိရင်ငါ့ကိုပြန်နောက်ဆုံးစီတယ်ငါ့ကိုလေခဏပြန်ဆွဲဆောင်မယ်အဲ့ဒီတော့ဒီမောင်မရှိတော့ဘူးဆိုရင်ငါလေခမှုစိတ်ကပျောက်သွားမယ်အာမင်ဒီမောင်မရှိတော့ဘူးဆိုရင်ငါတော့ကြောင်းပြန်လဲဘူးလားတရားမှာတရားကိုပေဖြတ်ပြီးတာဖြစ်တယ်အာမင်ဟာလေလုယာအာမင်အာမင်ဒီရဲ့ချက်နဲ့နောက်ပြန်လဲစရာမရှိအောင်မောင်ကိုလည်းတပ်ပြီးပြီးတော့ဘုရားရှင်အဲ့ဒီရဲ့နောက်ကိုလိုက်တဲ့အခါမှာအဲ့ဒီကဂိလဂါကိုပေါ်သွားတယ်ဂိလဂါမှာရောက်စလုံးကအဲ့ဒီမှာရောက်ပြီးတော့ဆုတောင်းဆက်တာပြီးအဲ့ဒီရှေဘုရားကငါ့ကိုဘက်လာကိုတွားခိုင်းတဲ့အတွက်ကြောင့်အဲ့ဒီရှေကဒီဂိလဂါမှာပဲနေပါငါဆက်သွားမယ်ဆိုပြီးအဲ့ဒီကပြောဂိလဂါဆိုတာကစက်ကချင်းပထမဆုံးခြေလမ်းကစက်ကချင်းပထမဆုံးခြေလမ်းကအတက်တာကိုလုံးလုံးအနာချင်းပထမခြေလမ်းကအရာရာကိုဆွတ်ပြီးအရာရာကိုမမဲ့ဘောပဲထောင်ရောက်တဲ့လူတို့တိုင်းငါအသက်ရှင်ပါမယ်ဆိုတဲ့ဆုံးဖြတ်ချက်မြို့ကိုသူရေစိုးရောက်လာပြီးတော့ဆက်ကတယ်အဲ့ဒီကဒီမှာပဲဒီငါဘယ်ကြလာပြီးတော့အဲ့ဒီရှင်ကိုတော့အသက်ရှင်ပြီးထောင်ရောက်ရအသက်ရှင်တကယ်တော့အကျဉ်းကိုကြည့်တော့မှထားခဲ့ဘယ်ကြလာမှလည်းငါလိုက်တာတားလို့ကိုမရအောင်အဲ့ဒီကတော့အဲ့ဒီရှင်လိုက်လာတော့ဘယ်တလားမျိုးရောက်လာဘယ်တလားမျိုးဆိုတာပါလဲဆိုတော့ထာဝရဘုရားရဲ့အိမ်တော်ဆိုတဲ့အဓိပ္ပာယ်ရှိအာမင်စက်ကချင်းမှန်ကန်တဲ့အတွက်ကြောင့်ဘယ်တော့ပဲတားလို့မရပဲစက်ကချင်းမှန်ကန်တော့သူဟာထာဝရရဲ့ချီတော်ရဲ့ထာဝရရဲ့မျက်မှောက်တော်ထာဝရရဲ့အိမ်တော်ที่သူရောက်တယ်ဟာလေလုယာလုံးဝဟန်တာတဲ့အရာမှာတည်းကိုကြော်ဖြတ်နိုင်တဲ့အခွင့်ကိုပေးတဲ့အတွက်ကြောင့်တယ်လီဘုရားသခင်ရဲ့မျက်မှောက်တော်ဘုရားသခင်ရဲ့ခြေတော်ရဲ့ထာဝရအရေးနောက်တို့တဲ့အမှန်ဧကအမှန်ရောက်ရှိသွားမှာဖြစ်တယ်ဟာလေလုယာအာမင်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 အိမ်တော်ရောက်ပြီပြောမယ်ဆိုရင်လူစားတည်တဲ့ချင်းတွေဆိုရင်ဂိလဂါကဘက်ထလာကိုစီးတယ်မြို့ကကိုစီးတယ်ဘက်တလာကမြို့စီးတယ်ကဘာမှာဆန်းတော့မြို့တော်တခုရှိသေးတယ်ခင်ဗျားတို့လည်းမြန်မာပြည်ကနေမလေးရှားရောက်တော့လည်းဟုတ်နေတယ်မလေးရှားကနေအမေရိကန်ဆိုတဲ့အခါမှာစိတ်တော်လှုပ်ရှားတယ်အာမင်အာမင်အာမင်အဲ့ဒီတော့ပဲအဲ့ဒီတော့လူတွေကလည်းအဲ့ဒီရှယ်ဟာသူ့ရွာတချို့ရောက်နေတယ်ဒီလိုလေထွန်ဖို့ပြင်းလို့ဖယားနာမကိုအမိပြုတ်ပြီးဖယားနာမကိုအမိတကယ်ထားပြီးဖယားနာမကိုသူကဆွဲကြိုက်ပြီးအလုံးပြင်းလို့နွားကိုတတ်ပြီးအခုကြည့်တော့သွားတယ်ဒါပြင်းလို့ဆိုပြီးသူ့ကိုဝေဖန်ခဲ့ရတယ်လို့ရှိလူတွေဘယ်လိုကဲရတယ်လူတွေဘယ်လိုနေတယ်ဆိုတာနံပါတ်1ပေါ့ကိုကဖယားပေါ်မှာဘယ်လောက်သက်သာရှိလဲဆိုတာနံပါတ်1အာမင်အာမင်လူတွေကဲရတယ်ဝေဖန်တယ်အရေးမရှိဘူးလူတွေချင်းရောက်တဲ့အားပေးတယ်ဆိုတာလည်းအရေးမရှိဘူးအာမင်အဲ့ဒါကျွန်တော်တူ
တဲ့မှာမဟုတ်ဘူးအာမင်တူးတဲ့မှာကဖယားနဲ့ကျွန်တော်တို့ဘယ်လိုဖယားပေါ်မှာတက်စာရှိတယ်ဆိုတော့ကျွန်တော်တို့တူးတဲ့ကြောင့်ရဲ့အချင်းခါတော့အာမင်အာမင်လူရတော့မေးတာနဲ့အခုကြည့်ဂင်ခေါမှာတော့တူးတဲ့ကနေပါလို့ပြောတာမမြင်ချင်ဘူးပူစီကားတဲ့ဘယ်တလားတော့လိုက်ပြီးလိုက်အောင်မှကြည့်ဒီလူကလောကကြီးတဲ့လောကကိုမဲ့တဲ့ပူကြီးတဲ့လူကိုတော့ပူနာမီကြီးတဲ့နိုင်ငံကိုတော့ကြည့်လူတွေကတော့လို့သူ့ကိုဝေဖန်ကြနေကြဘယ်လိုပဲကြဲသူ့ရဲ့ခြေထောက်မှာလူကြီးကြဲရဲ့အတိုင်းမဟုတ်ပဲလေတကယ်ကိုဘုရားကလုံးလုံးစက်ကတဲ့သူတရားစစ်တယ်အာမင်အာရယ်အဲလီယာကအဲလီရှေအခုဘုရားကငါနာဂျယ်ခေါ်ပြီးတွားခိုင်းတယ်တေကဘုရားနေလို့ဘယ်ကလာလို့ပါဟာဒီမှာလည်းနေခဲ့ငါ့ကိုမလိုက်တော့ဘူးငါဂျယ်ခေါ်ပြီးတွားမယ်ဂျယ်ခေါ်ပြီးပါအရာစီတယ်အခုကဘာနိုင်ငံအခုအချိန်တွေလုပ်တယ်ဆိုညင်းစောင်းပြီးတော့ချီကာဂိုလိုLAတို့လုပ်စားတယ်နာမည်ကြီးတဲ့ဆက်တော့မှုတော့ကြီးဖြစ်တယ်အဲလီယာကဘယ်ကလာလို့မှလည်းပြီးရစင်နာကိုဂျယ်ခေါ်ပြီးတွားခိုင်းငါ့ကိုလိုက်တော့အဲလီရှေဦးတော်အသက်ရှင်ပြီးထာဝရဘုရားအသက်ရှင်တော်မူတကယ်လို့အကျဉ်းလုံးမသားပါနဲ့ဂျယ်ခေါ်ပြီးလိုက်ပါတာတော့ကိုမရဘူးလိုက်တာတော့အဲလီရှေကဂျယ်ခေါ်ပြီးမရောက်ပါလူဒီလူတွေကလည်းကြည့်ငါပြောတာကြည့်ဟုတ်ပြီဂင်ခေါတော့အားမရလို့ဘယ်တလားလိုက်ဘယ်တလားအားမရလို့ခုချက်တော့ရောက်နေပြီကြည့်ဒီတော့ဂျယ်ခေါ်ပြီးသွားတာသူ့ဆွေမျိုးတွေတော့တတိယမဟုတ်တော့ဘူးအောက်ချီလွတ်နေပြီကြည့်လူရတော့လေးဝေဖန်ခဲ့မကြောက်လဲဆိုကဘာမှာစီစုံကဘာမှာနာမည်ကြီးဆုံးမြို့အတိရောက်လိုက်လာတော့လူရဒီမြို့ကိုမဲ့လို့တွားတယ်လို့တိုင်းကတကယ်လည်းထင်တယ်အဲ့လိုလေဝေဖန်ကြသူလည်းဂျယ်ခေါ်မြို့ကိုတကယ်ရောက်လာဂျယ်ခေါ်မြို့ဆိုတဲ့အဓိပ္ပာယ်ကအောင်မြင်တော်အတက်တာအာမင်တယ်စက်ကမှုမှန်ကပြီးအသက်ရှင်ခဲ့တယ်ဆိုရင်ဆွတ်လွတ်စရာတွေကိုဆွတ်လွတ်တယ်ဆိုရင်ဆွတ်လွတ်ပြီးစိတ်ကတာမှန်ကန်တယ်ဆိုရင်ဘုရားရဲ့မျက်မှောက်တော်နဲ့ဘုရားသခင်ရဲ့ချီတော်ရင်နဲ့ဘုရားသခင်ရဲ့ဘုံပွဲအိမ်တော်ကိုဒီအခါမှာရောက်ရှိမှာဖြစ်တယ်အာမင်အဲဒီနေရာကဒီစိတ်ကတာတရားအနာမှုကိုလုံးလုံးမှန်ကန်တယ်ဆိုရင်အောင်မြင်တော်အသက်တာဒီရစေအာမင်အာမင်အာမင်ဒီကျဲအောင်မြင်တဲ့ကိုဒီတဲ့လူဒီအောင်မြင်တော်အသက်တာတော့ဘုရားစေပူဆောင်ပါစေအာမင်ဒီလိုတုံးချက်အော်ရောက်တင်းနေတော့ယေရှုနာမ၌အောင်မြင်တော်မူဖြစ်ပြီယေရှုနာမ၌အောင်မြင်တော်မူဖြစ်ပြီယေရှုနာမ၌အောင်မြင်တော်မူဖြစ်ပြီအဲဒီရှေဟုတ်ကဲ့ထာဝရဘုရားကငါ့ကိုဂျော်ဒန်မြစ်ကိုတွားခိုင်းတယ်အဲဒီတော့တင်ကဂျယ်ခေါ်မြို့မှာနေရတယ်ငါ့ကိုလိုက်တော့တယ်အဲ့ဒီဂျော်ဒန်မြစ်ကိုဦးတည်ပြီးတော့ပြီးဂျော်ဒန်မြစ်ကိုကူပြီးတောနဲ့ကြီးတဲ့ကိုရောက်ပြီဆိုရင်အဲ့ကျုံမဲ့လို့လည်းမရှိတော့လူရလို့တော့တောင်းတယောက်တော့မှတွေ့မှာမဟုတ်တော့အစာကျွေးမဲ့လို့လည်းမရှိတော့ကြားရမှာတွေ့ရမှာကတောသားရဲ့ဒီအော်တာနောက်ပဲကြားရမှာတွေ့ရချင်းကြိုက်ကျွတ်ကြိုက်လမ်းစရာတာမီများစွာကြားရမှာမလိုက်ဘူးဒီပါပဲငါကြော်တာမျိုးကိုသွားတယ်ကျေတော့လို့ဟုတ်လားဆူတောင်းပေးမယ်ဘာကြောင့်ဘာမှမရှိတော့တာထမင်းကင်းမျိုးလည်းမရှိတော့ဟုတ်ကဲ့ဆူတောင်းပေးမယ်ကျွန်တော်ဆိုဂျယ်ခေါ်အောင်နေနေခဲ့အဲ့ဒီရှေ့ကစီကားတဲ့မြို့တော်ကိုရည်ရွယ်တာဟုတ်ပဲလေဘယ်နေရာဘယ်ရောက်ရောက်အဲ့ဒီရှေ့ရဲ့အဲ့ဒီရဲ့နောက်ဆုံးစီလာဒီလိုက်ရလို့ဆုံးဖြတ်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်ဒီနေ့ကျွန်တော်တို့လည်းယေရှုဘုရားရဲ့နောက်ကိုအမေရိကဘောလင်းဂရိတ်အထိရိုက်ပြီးမှဟုတ်ပဲ
古来也闹收起呀的，来呀收个都懂就把钱。这要比 morning rain 嘛来唔好，啊收啲嚟個收入啲大把咯，對嘛？然後啲 morning rain 收啲嚟收入大把。Amen。收啲嚟嘅收入嘅啦，啲嘢嘛，啥都得啦，先啲咯。都係咧，都表露啲表達嘛，好嘅咧。耶穌俾阿對媽媽一啲啲，古老嘅人嚟嘅嘢嘛，都有收入嘅都出嚟。阿門。阿門。好咯，啊，這路人口你嘛，識你呀，表話呢，這路送片佢哋個牛肝唔好，白吉拉唔好，人口唔好，古羅呢次呀送片嚟呀就送片俾他。阿門。第二，古羅這路馬來西亞挺好。Kaya kaki say, orang yang jimho ba, tere kaki kulo na mulai amen. 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 Jadi toto. Amen. Yesus yang cuaya masih. Amen. Ni dunia jema, tu te jeno kau cabai masih. Amen. Ngalung ne ngan kau kali penasaran lu ngan jadi ser mau misi dia kulo ka, tere ni lu jadi lasa lu. ထောင်ပေါင်းများစွာစားလို့မကုန်ဘယ်အခေါက်မှငွေဒီတနည်းတခြားကဏ္ဍにတိုးပွားခြင်းအခွင့်အာဏာပေါ်မှာတက်ရောက်ပါစေအာမင်ကျေးဇူးတော်ပြည့်ခုတ်တည်ရလို့ပြန်သွားတဲ့အခါဘုရားရှင်လက်မြင့်တေမောခွင့်ချပေးပါစေအာမင်ဟိုယုံနဲ့မကြည်နပ်တဲ့မတ်တရပြအော်တဲ့လူက2013ခုနှစ်မှာလက်တွေ့ခံစားခွင့်ဘုရားရှင်ချပေး အဲ့ဒါနဲ့
ချင်းဒီကညောင်ရကဘိုက်တဲ့ငါစီချွေးတယ်တော့နဲ့ကြီးတယ်ဖြစ်နားတော့မရှိပါဘူးဟိုတော့နဲ့နားတယ်ရှောက်လို့ရအောင်ရှိတယ်ပါရအဲလီယာကောင်းကင်တဲ့မယ်ဆိုအဲလီရှေပြီးရေးနေအဲ့နဲ့ဝိုင်းခွဲနဲ့ဘိုင်လေအရာစားခြေတော်လည်းအရာညောင်းဒါပေမဲ့ဒီလုံးဝခန္ဓာကိုယ်ဘယ်လောက်ပဲပဲပါတယ်ပါစိတ်ဓာတ်ကတော့လုံးဝမကြောက်အာမင်နောက်လိုက်တာလုံးဝနောင်တမရဘူးအာမင်ဘယ်လိုပဲဖြစ်ဖြစ်နောက်လိုက်တာကိုခြေတတ်နေတယ်အာမင်ဒီနေ့လည်းတရားအချမ်းစီတိုင်းတေရှိမတဲ့တိုင်းတေမျိုးလေးတိုင်းဖြစ်မလာပြီနဲ့ကိုယ်တော်နဲ့ကိုရှောက်လို့ပြောနေတယ်ဆိုတဲ့တဲ့တစ်ခုခုတော့ခွင့်ရပါတယ်အာမင်ကျော်လာမြောက်ဟိုစီးတယ်ကြီးတဲ့ခါမှာမျက်စိမဆုံးလို့ပဲကြီးတဲ့ကျော်လာမြောက်ကလီကရဲ့လိုင်းပြီးလဲထားတယ်ရည်ရည်ရတဲ့လူတွေကိုညောလာရအောင်ကြီးတယ်အဲဒီကကျော်လာမြောက်မှာရတော့အဲဒီရှေ့ကလည်းနောက်မှာတုံးပြီးလီးပြီးတော့ရပ်ပြီးစကားလည်းမပြောရဘူးတခင်ရတော့ကိုလည်းရမာမျက်လုံးလည်းစောင့်ကြည့်တော့အဲဒီကသူ့ဘက်ကိုချွတ်အဲဒီရှေ့သူ့လည်းတော့ချစ်ငါသူ့ကိုနေရင်ကောင်းတယ်ကိုတော့ရှောမလားရှောမယ်ဆိုငါရှောပေးမယ်အာမင်လုံးစရာအလုံးငါလုံးပြီးပလိုက်ရတဲ့ဒါလို့ပြောဖို့သူပြင်ဆင်နေကြည့်အာမင်နည်းနည်းပဲလို့ပြောအဲ့ဒီချိန်မှာသူ့ဝက်လုံးကိုချုပ်ပြီးအဲဒီကဝက်လုံးရဲ့ကော်လန်ကိုစုပြီးကြိုက်တယ်ဒီလိုလုပ်အဲဒီချိန်မှာဘာမှမလုပ်ပိုက်တော်များချနေတာပိုက်တော်ဘဘဝတ်လို့ဖြစ်အာမင်ကိုလုံးလုံးများရက်တော်ဖတ်တာလည်းဟုတ်တယ်အမေကစကားမပြောရဘူးဒီလိုကြည့်လိုက်ကြည့်နေတော့အဲ့ဒီဘက်ကိုချွေးတွေကိုပြောင်းရက်တော်ခတ်ပြီးတော့ချွေးတွေတိတ်ပြီးဆိုတဲ့ကဘက်ကိုခလာထားပြီးရည်များချိုးလာကဲလေးကိုချိုးခဲ့တာလည်းစမ်းချူရင်ကောင်းပါလားဒါမှမဟုတ်သူ့ဘက်လုံးကမှပဲထိုင်ဆောင်ရမယ်အမျိုးမျိုးတူတွေးခွေအဲဒီကလည်းဘက်လုံးလုပ်ပြီးတဲ့အခါပတ်ပြီးတဲ့အခါအဲ့ဒီဘက်လုံးနဲ့ဂျော်လာမျိုးမိုးဆိုရိုက်လိုက်တဲ့အခါဂျော်လာမြစ်ချမ်းချမ်းကွဲသွားတယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဂျော်လာမြစ်ချမ်းချမ်းကွဲတော့အေလိယာရဲ့မျက်စိမှာပြန်ထွက်လာတယ်အေလိရှေနဲ့အာမင်ဟာငါတရားများထူးလာဒါမို့ရဝတ်လို့လုပ်ပြီးအတောင်ပန်းလို့လင်းပန်းကားလို့လုပ်ပြီးတစ်ဖက်ကကိုကိုးမလာခြင်းအခုကရင်းချပ်ပြီးကုန်းပေါ်နေမြေကြီးပေါ်နေတစ်ဖက်ကကိုကိုးတော့မှာဟာငါအေလိယာရဲ့ငါ့ကိုလိုက်အကျဉ်းကူဝဲထောင်ရပြငါမြင်ရတော့လေသူ့ရဲ့လက်ရကိုယခုငါမြင်ရပြီအာမင်ဆွေဝေပန်းနာနဲ့ဝယ်လို့ရဘူးအာမင်ကျွန်တော်မတီးခဲ့ပါကောင်းကဲဆွေပြီးတော့ထောင်ရပြနဲ့မစုံပြီးတဲ့လောကမြင်ချင်းပေါ်မှာသူ့လက်ရကိုငါမြင်ရအာမင်ဆွေဝေပန်းနာနဲ့လဲလို့မရအာမင်ငါဘဝမှာအလိုပြည့်စုံပြီအာမင်ငါမြင်ကြီးအသက်တာမှာငါ့ကိုဖန်ဆင်းတဲ့ရှင်လက်ရကိုငါတွေ့ရတာလားငါဝတ်တဲ့ဘုရားရှိတယ်အာမင်နိုင်ဘဝတကူအကြရတာပဲငါဝိညာဉ်တောင်းတာဒီလိုပဲလက်ခံတာပဲအစားစားတားလာဟဲ့ပြည့်ရမဟုတ်ဘူးဖန်ဆင်းစေရအောင်ငါတွေ့ပြီအာမင်ငါတွေ့ပြီငါရရမဆလို့ပြလိုက်ရခဲ့တာအချင်းတော့ပြီးလေအာမင်ဒီနေ့ကျွန်တော်ဘုရားတကယ်ရဲ့လူတွေရဲ့လူအပ်လို့လားဆွေငွေဘန္တာဒေါ်လာအတားလာဟဲ့ဖို့အကျွန်တော်တို့ဖန်ဆင်းတဲ့ဘုရားရဲ့နမိတ်လက်ခံတာမျိုးကတို့ရဲ့ဝိညာဉ်ရဲ့ပန်းတိုင်ဖြစ်တယ်အာမင်တို့ဘဝရဲ့လူအပ်မှုဖြစ်တယ်အာမင်အမေကျန်တဲ့ဘုရားရဲ့လက်ရကိုမြစ်တမ်းကြီးခွေရတော့အာမင်အာမင်လေဝဲလေးရပဲပြောပါဖန်ဆင်းတဲ့လက်ရကိုအမြဲမြင်တော်သူဖြစ်ပါစေလို့ပြော
Saga sa dong la, beti si lesu, eri si dong.